ကဲထောင်းရဲ့အကိုတွေမတွေအားလုံးပဲမင်္ဂလာပါကဲဟုတ်ပြီကျွန်တော်တို့တွေဒါဒီနေ့ဇာတာပရင်းလေးရဲ့တနေ့ကုန်မှာထောင်းရဲ့မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးပဲเนาะရှယ်ဗလန်နဲ့ကိုအောင်ပဲခံလိုက်ရရပေါ့เนาะမနက်ပိုင်းမှာလည်းကျွန်တော်ရဲ့မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးပဲ66ကိုအခွေဘူးလေးနဲ့ရတယ်ညနေပိုင်းမှာလည်း305เนาะ300ပတ်တီလေးထပ်မှန်ပြီးတော့ရတယ်เนาะကဲဟုတ်ပြီကျွန်တော်တို့ဒါဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့အကိုရီမိုင်းအားလုံးပဲမနက်ဖြန်အတွက်ကိုကဲပေါပတ်တီတစ်လုံးရဲ့เนาะဒါကျွန်တော်တို့ဒါ share main ရောတကွက်ကြီးကိုဒါထိုးကျင်ပါတယ်ဆိုတော့အကိုရီမိုင်းအားလုံးပဲတောင်းရဲ့ဒါဒီဗီဒီယိုဖိုင်လေးကိုအစားကနေအဆုံးတည်တည်ချာချာလေးကြည့်ပေးပါเนาะကဲဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်များအားလုံးပဲဒါထောင်းရဲ့ channel လေးကိုအရင်နှုံးလေးကအားပေးနေကြတော့အကိုရီမားတွေကဒါအခုမှတွေးလို့မြင်လို့ကြည့်ရှုနေကြတော့လူသက်အကိုရီမားတွေရောเนาะထောင်းရဲ့ channel အသစ်ကို subscribe မနေရသေးတဲ့မိသားစုဝင်များအားလုံးပဲ subscribe လေးတွေနေပြီးမှကြည့်ပေးပါ subscribe လုပ်ပြီးသားအကိုရီမားတွေကလည်းဒီဗီဒီယိုဖိုင်လေးဒီကိုတဦးတယောက်တည်းအတွက်ပေါက်ပါသည်ရပါသည်ဆိုစိတ်ကိုမထားပဲကိုလိုပဲတယောက်မြင်လို့တယောက်ရအောင်အများမြင်လို့အများပေါက်အောင်လို့မျှဝေပေးမှကြည်ပြီးဖို့မြတ်တာရခံပါတယ်เนาะကျွန်တော်တို့တွေထောင်းရဲ့ကိုရီမိုင်းအားလုံးပဲတီးပြီးသားထောင်းတို့ကြံခဲ့တဲ့အဘက်ကတောက်ကြနေကလည်းကဲပေါက်ပတ်တီဘိုင်ပတ်တီနဲ့လည်းရတယ်82ကိုတကွာကောင်းနဲ့လည်းရတယ်เนาะကျွန်တော်တို့ဒါကြံခဲ့တဲ့အဘက်ကလိုပဲကျွန်တော်တို့ဒါကျွန်တော်တို့ဒါမနက်ဖြန်ပေါ့เนาะဒါဒီတစ်ပတ်မနက်ဖြန်တောက်ကြ10ရက်နေတောက်ကြပွဲသိမ်းမှလည်းမိသားစုဝင်များအားလုံးပဲကဲပေါက်ပတ်တီတစ်လုံးနဲ့လုံးဝ share ထိုးရမယ်တကွက်ကောင်းကိုထောင်းရင်မိတ်ဆွေညီကောင်မနမတွေအားလုံးပဲမြတ်တာလက်ဆောင်နေနဲ့ပေးတော်မယ်မော်နော်ကဲကျွန်တော်တို့ရဲ့အကိုရီမိုင်းဒါကတော့ဘယ်လိုပေးမလဲဆိုတော့ကျွန်တော်ရဲ့အကိုရီမိုင်းအတွက်ကျွန်တော်တို့ဒါ share အပတ်အတွက်ကိုကျွန်တော်ရှိမှာမိသားစုကြိုတင်ပြီးတော့ဝင်တဲ့ကိုရီမိုင်းတွေကိုကျွန်တော်ကြံခဲ့တဲ့အပတ်ကလိုပဲပေးသလိုပဲဒီအပတ်မှာလည်း share ပတ်သီးလက်တကွက်ကောင်းကို share ထိုးရမယ်နော်မိသားစုဝင်ကြီးကတော့ပုံမှန်တိုင်းပဲ1000ကျပ်ပါเนาะမိသားစုဝင်ရင်အခုလိုကြိုတင်ပြီးဝင်ရင်ဘာရမလဲဆိုတော့ကျွန်တော်တို့ဒါကြံခဲ့တဲ့အဘက်ကလိုပဲဒီဘက်မှာလည်းမနက်ဖြန်တောက်ကြပွဲသိန်းလေးတွေအတွက်เนาะ share ထိုးရမယ်ကဲဘောပတ်ဒီတစ်လုံးရမယ် share main တစ်ခွက်ကောင်းရမယ်ကြံခဲ့တဲ့ဘက်ကလည်းထောင်းထုတ်ပြီးကြရ8ပိုင်း8ပတ်ဒီ82ကိုဓာတ်ကွက်ကောင်းဓာတ်ကွက်ထဲထုတ်တာဓာတ်ကွက်ကောင်းကိုတီးတီးမီမီလေးရလိုက်เนาะကဲဟုတ်ပြီဒီဘက်မှာလည်းကြံခဲ့တဲ့အပိုက်အဘက်ကလိုပဲသူ့ရဲ့မူတိုင်းသူ့ရဲ့ site တိုင်းနဲ့ဒီဘက်မှာတောက်ကြပွဲသိန်းလေးမှာလည်းအဲ့လိုပဲတစ်လုံးမိုင်လေးနဲ့ဓာတ်ကွက်ကောင်းကို share ထိုးရမယ်ဟုတ်ပြီနော်ဒါကြံခဲ့တဲ့ဘက်ကဝင်ထားတဲ့အဖွဲ့ဝင်မိသားစုဝင်ဟောင်းတွေလည်းပြန်လာဝင်ထားမယ်အခုမှတွေးလို့မြင်လို့ပါဆိုတဲ့အကိုရီမတွေစိတ်ဝင်စားလို့ကန်ဆက်မယ်ဆိုရင်လည်းကျွန်တော်ဝင်ရမယ့်နံပါတ်ကိုဒီဗီဒီယိုဖိုင်လေးရဲ့အောက်မှာထောက်ပင်လေးထောက်ပေးခဲ့မယ်ကန်ဆက်ကြီးမိသားစုဝင်ကြီးပုံမှန်တိုင်း1000ကျပ်เนาะဘာရမလဲဆိုတော့ကျွန်တော်တို့ဒါရှေ့လာမဲ့အပတ်ကြရင်လေတလင်းလာအင်္ဂါဗုဒ္ဓဘု3ရက်အတွင်းမှာဇာတို့ရှယ်မွေးထိုးရမယ်ဇာတို့စိန်ခေါ်တတိပြစိန်ခေါ်ပတ်တီးနဲ့မွေးကနေရမယ်ကျွန်တော်တို့ဒါအခုတည်းကဝင်ထားမယ်ဆိုရင်မနက်ဖြန်တောက်ကြနေကုံစာအတွက်နဲ့ကဲပေါက်ပတ်တီးနဲ့ဓာတ်ကွက်ကောင်းထည့်ရမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီကဲအားလုံးပဲမိသားစုဝင်ခေါ်ရင်ပြောပါအောင်ဆိုတဲ့အကိုရီမားတွေရောကဲအားလုံးပဲအခုမှတွေးလို့မြင်လို့စိတ်ဝင်စားလို့ကန်ဆက်ပြီးတော့မိသားစုဝင်ခြင်းနဲ့မိသားစုဝင်တွေရောအားလုံးပဲဝင်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးအောက်မှာဖုန်းနံပါတ်ကိုပင်လေးထောက်ပေးခဲ့မယ်နော်အရင်ဘက်ကလိုပဲဓာတ်ကွက်ထဲကို share ထိုးခြင်းတယ်နော်ပတ်တီးလေးတစ်လုံးနဲ့ဓာတ်ကွက်ထဲကို share ထိုးခြင်းတယ်ကျွန်တော်ရဲ့ကိုရီမိုင်းအရင်ဘက်ကလည်းမြတ်ပါတယ်เนาะဘာဖြစ်လို့လဲကျွန်တော်တောက်ကြနေမှာပေးတာတစ်လုံးဘိုင်ပတ်တီးတစ်လုံးနဲ့တကွက်ထဲပေးတာအဲ့ share main တကွက်ထဲကပဲထီထီမီမီလေးရလိုက်တယ်เนาะကဲဟုတ်ပြီကဲအားလုံးပဲเนาะဒါလူဟောင်းတွေလည်းပြန်လာဝင်ထားမယ်ဒါလူသစ်မိတ်ဆွေတွေဝင်ကျင်နေဆိုရင်ကျွန်တော်ဒီrefine လေးအောင်မှာပင်လေးထောက်ပေးခဲ့မယ်ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲဝင်ရကျိုးနဲ့အောင်တန်အောင်လို့ကျွန်တော်တောက်ကြနေမှာနေပေးမဲ့လက်ဆောင်ကဏ္ဍလေးနဲ့အဆင်ပြေအောင်လို့ထောက်အောင်ကူညီပေးမယ်ပေါ့နော်ဒါကတော့ယုံကြည်မှုရှိတဲ့မိသားစုဝင်တိုင်းဆက်သွယ်လို့ရပါဒီကန်ဆက်ကြီးမိသားစုဝင်ကြီး1000မမြင်နဲ့နော်ကဲဟုတ်ပြီကဲဒါဆိုကျွန်တော်မိသားစုဝင်များအားလုံးပဲမနက်ဖြန်နော်ကဲမနက်ဖြန်အတွက်ကျွန်တော်တို့ဒါ
နေတိုင်းမှာလိုက်စောကျင်လို့အပွဲမဝင်နိုင်လို့နေတိုင်းမှာလိုက်စောမယ်အကိုဒီမတွေအားလုံးပဲမနက်ဖြန်အတွက်ကိုအဓိကစောရမယ်ပတ်တီးဝမ်းချင်းက4ပိုင်း4ပတ်တီး6ပိုင်း6ပတ်တီးနော်ဟုတ်ကဲ့ပါ4ကြိုင်ရင်4ကိုပတ်ထား6ကြိုင်ရင်6ကိုပတ်ထားမယ်မနက်ဖြန်မနက်ညအတွက်ထိုးရမယ်ပတ်တီးဝမ်းချင်း4ပိုင်း4ပတ်တီး6ပိုင်း6ပတ်တီးထောင်းပေးတဲ့ကဏ္ဍလေးတွေမနက်ဈေးမှာကြာလာထောင်းလို့ညနေဈေးလေးကိုထိုးရဖို့ဘာကဏ္ဍလေးထိုးအောင်လဲဆိုပြောပေးမယ်အကယ်၍မကြာလာဆိုညနေဈေးကိုပို့တင်ကစားမယ်နော်ကဲဟုတ်ပြီကဲပတ်တီးကိုမပတ်နိုင်ဘူးဆိုတဲ့အကိုဒီမတွေကထောင်းထုတ်ပေးတဲ့ main ကဏ္ဍလေးတွေကိုအဓိကလိုက်ကစားမယ်နော်ကဲဟုတ်ပြီကျွန်တော်တို့ဒါ4နဲ့ပတ်သက်လို့အဓိကထိုးရမယ့် main ကဏ္ဍက44တက်44တက်ပြီးတော့4ခွန်48ပါနော်40ရ4တက်က4ခွန်ရ48ကဲဒီကဏ္ဍတွေကိုအဓိကဦးစားပေးပြီးကစားမယ်နော်ကဲစောက်ကလေးတွေဘောဝင်လေးရှိရင်တစ်ခါလေးမှတ်ထားမယ်နော်ကဲ4နဲ့ထိုးရမယ့်ကဏ္ဍဒီ44တက်4ခွန်48နော်ဟုတ်ကဲ့ပါ4ကြရင်ဒါလေးတွေကိုအဓိကဦးစားပေးပြီးကစားတာเนาะကဲ6နဲ့ထိုးရမယ့် main ကဏ္ဍလေးတွေပြောပြမယ်เนาะ6နဲ့ပတ်သက်လို့အကြိုက်ဆုံးထိုးရမယ့် main ကဏ္ဍကဘာတွေလဲဆိုတော့90เนาะ6နဲ့အဓိကထိုးရမယ့်ကဏ္ဍဒီကဲအားလုံးပဲတေချာလေးလိုက်မှတ်ပါ90ရဲ့90ရဲ့6နှစ်ကဲ90ရဲ့6နှစ်ကဲပြီးတော့93နဲ့95ရဲ့เนาะ99နဲ့93 95ဒါလေးတွေကိုအဓိကဦးစားပေးပြီးတော့ကစားမယ်နောက်ပတ်သီးကိုမပတ်နိုင်ရင်အခုထောင်းထုတ်ပေးထားတဲ့ main ကဏ္ဍတွေကိုအဓိကဦးစားပေးပြီးစော့ထားပါเนาะကဲဟုတ်ကဲ့ပါမနက်ဖြန်အတွက်အကြိုက်ဆုံးအခွေလေးပြောပေးမယ်เนาะအကြိုက်ဆုံးထူးရှယ်3လုံးအပြီးပေါက်အခွေလေးအကြိုက်ဆုံးထူးရှယ်3လုံးပြီးပေါက်အခွေလေးမနက်ဖြန်နေကုန်အတွက်เนาะအခွေ3လုံးကဘာလဲဆိုတော့968 968 3လုံးအပီးပေါက်အခွေအပူလေးပါထဲခွေပြီးကစားတာเนาะ968 3လုံးအပီးပေါက်အခွေလေးပါအပူလေးပါထဲခွေပြီးတော့စော့ထားမယ်เนาะကဲဟုတ်ကဲ့ပါအကိုဒီမတွေအားလုံးပဲမနက်ဖြန်အတွက်ကဲကျွန်တော်ရဲ့အကိုဒီမတွေအားလုံးပဲမိသားစုဝင်မဲ့ညီကောင်မောင်နှမတွေအားလုံးပဲဂျုံကြီးစိတ်ချစွာနဲ့ပြန်လာပြီးတော့ဝင်ထားလို့ရပြီကျွန်တော်တို့ဒါကြံခဲ့တဲ့အပတ်ကလိုပဲကျွန်တော်ရဲ့မိသားစုဝင်များနော်ကဲပေါက်ပတ်သီးလေးတစ်လုံးနဲ့ဓာတ်ကွက်ကောင်းကိုရှယ်အောင်ပွဲခံနိုင်အောင်လို့ထောင်ဘက်ကတော့ကြိုးစားထားတယ်နော်ဒီကိုရီမိုင်အားလုံးပဲအခုဝင်မဲ့မိသားစုဝင်ကြီး1000မမြင်နဲ့ဟုတ်ပြီလားနော်အရင်ဘက်ကလိုပဲထိမိမိနဲ့ရလာရင်ကျွန်တော်ရဲ့ကိုရီမိုင်အားလုံးပဲတောက်ကြနေပါနေပေးထားတဲ့လက်ဆောင်ကဏ္ဍနဲ့ကကိုရှယ်ကိုတန်နေပါပြီနော်ပြီးတော့ရှေ့လာမဲ့ဘက်ကျရင်လည်းထောင်တို့ဘက်ကနေပြီးတော့တာဝန်ယူမှုတာဝန်ခံမှုပေးတယ်ဇာရိုစိန်ကောပတ်သီးနဲ့မွေးကနန်းမှာထက်ရအောင်မဲ့သူတို့ကဒီ1000ချက်ကပြောစရာကိုမလိုဘူးဟုတ်ပြီနော်ယုံကြည်လို့ဆက်သွယ်ခြင်းပါတယ်ဘယ်လိုဆက်သွယ်ရမလဲမသိသေးတဲ့လူသက်မိတ်ဆွေတွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးအောက်မှာထောင်းဆက်သွယ်ရမယ့်နံပါတ်ကိုချပေးခဲ့ပါမယ်အောက်မှာဝင်ကြည့်လိုက်ပါကွန်မန့်လေးအောက်မှာဝင်ကြည့်ပါမတွေ့ဘူးဆိုအနေနဲ့အပေါ်လေးကိုဆွဲတင်ပြီးတော့ကြည့်လိုက်ပါနော်ဟုတ်ကဲ့ပါထောင်းရဲ့ဗီဒီယိုဖိုင်လေးကိုစာဆုံးကြည့်ရှုအားပေးနေကြတော့ကိုရီမိုင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းအပေါင်းများနဲ့ပြည့်စုံပါသည်ကောင်းမွန်သောနေ့ရက်တိုင်းကိုဒါရော့ကိုစီပိုင်ဆိုင်နေပါသည်စိတ်သွားတိုင်းကိုပါလို့လိုရင်းဆန္ဒများပြေဝကြပါသည်ခင်ဗျအားလုံးပဲကွက်လက်ပါမနက်ဖြန်တောက်ကြပွဲသိမ်းမှာထမ်းမှန်ပြီးတော့ကံကောင်းကြပါသည်နော်